สวัสดีค่ะဒီနေ့သင်ခန်းစာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ค่ะဒီနေ့သင်ခန်းစာမှာတော့ထိုင်းဘာသာစကားမှာအရေးကြီးတဲ့အတန်သုံးပါးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ထိုင်းဘာသာစကားမှာထိုင်းစကားလုံးတစ်ခုချင်းစီမှာသူ့ရဲ့အတန်သုံးပါးအတိုင်းလိုက်ထွဲဆိုမှသာအဓိပ္ပာယ်ကလည်းတိတိကျကျရပြီးတော့အတန်ထွဲပိုမှန်ကန်စီမှာဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေ့မှာထိုင်းဘာသာစကားရဲ့အရေးကြီးတဲ့အတန်သုံးပါးအကြောင်းနဲ့သူ့ရဲ့သင်္ကေတကိုလိုက်မှတ်သားကြရအောင်နော်နံပါတ်1အတန်ကအပေါ်မှာဘာသုံးပါးမှမတင်ထားဘူးမြစ်တုံးလို့ခေါ်ပါတယ်နံပါတ်2အတန်ကလိုတုံးမိုက်အစ်လို့ခေါ်ပါတယ်နံပါတ်3အတန်က falling တုံးမိုက်ထိုလို့ခေါ်ပါတယ်နံပါတ်4အတန်က high တုံး mic 3လို့ခေါ်ပါတယ်နံပါတ်5အတန်က rising တုံး mic 7လို့ခေါ်ပါတယ်အဲ့လိုဆိုတော့သူ့ရဲ့အတန်ထွက်ပုံကိုဆက်လက်ကြည့်ကြရအောင်ကာ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 ဂျာ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 ဒါ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 တာ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 ပါ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 ဒီ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 တူ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 အို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 ဘော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 ဂျေ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 ထိုင်းဘာသာစကားကိုအတန်ထွက်တည်တည်ရှာရှာမမှန်ကန်ကန်ထွက်နိုင်တဲ့ထွက်ရှင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အတန်သုံးအတိုင်းလိုက်ထွက်ဖို့မမီးနဲ့နော်ထိုင်းဘာသာစကားကိုအရှိခံကနေအစတည်တည်ရှာရှာလေ့လာရှင်တယ်ဆိုလို့ရှိရင်ဒီရဲ့ channel ထဲမှာအစဆုံးတင်ပေးထားပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ channel ထဲမှာတွားပြီးတော့လေ့လာလို့ရပါတယ်ค่ะဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်ထိုင်းဘာသာစကားကိုနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်မျှဝေပေးသွားပါမယ်ขอบคุณค่ะ